โอสุคลิกว่าเนี่ยอารมณ์แม่มิงลาบาชิทีนี้น้ำมุทมีมีแม่หิมบวยလေးတွေကတော့ဒါတော့ဂျာပစုံနဲ့ပစုံတော့50ကောင်လောက်လေးပေါ့နော်မနေ့ကရထားတာလေးကိုစားလေးနည်းနည်းနဲ့လှော်ထားတာလေးပါဒါတော့ငဖယ်အောင်လက်ဆက်ဆက်ကိုကြော်ထားတာပေါ့နော်ပြီးတော့ငါးလေးတွေငါးကြော်ကျွတ်လေးရယ်ဒါနမှုတို့အိမ်ကငရက်ငပိရည်နဲ့ငရုတ်သီးမုတ်နှစ်ခုထဲပဲပြပြနေနေလေးဖြော်ထားတာလေးနော်ဒါတရက်တီးနဲ့ကြက်ချင်းတို့မယ်နော်ကဲနမှုလေးပိုက်ဆဆာနဲ့စားတော့မယ်နော်ပြီးရင်ရုပ်တီးနေထားတာလေးပစုံကလော်ထားတာလေးဒီလိုတို့စားမယ်နော်ဒီကြပစုံကချိုတယ်အခွန်ကလည်းပြော့တော့မခွာတော့ဘူးနော်အဲဆိုနမှုစားရမယ်နော်စားကြပါအောင်နော်ပစုံချိုလိုက်တာဖေဖို့အိုးဝါဖုတာဖုတာစာဒါဘလူနော်